အားလုံးပဲမင်္ဂလာပါချမင်း football page လေးရနေကြိုဆိုပါတယ်ဒါကျွန်တော်တို့ကဘာဖလားအုပ်စုပွဲတွေကြောင်းကိုကျွန်တော်မြင်လေးဝေမျှလာတာအခုဆိုရင်အုပ်စု C လှည့်ရောက်လာပြီပေါ့နော်ကျွန်တော် intro လေးပြီးပါလို့ရှိရင်စလိုက်ကြအောင်နော်ညီကိုများမင်္ဂလာပါညီကိုများဒါကျွန်တော်တိုက်တယ်မှာပြောထားတဲ့အတိုင်းပဲပေါ့နော်ဂရုစီလေးကြောင်းဆက်ပြီးတော့ကျွန်တော်ဆက်ပြီးဆွေးနွေးကြမယ်ဒီကဘာဖလားဂရုစီမှာဆိုလို့ရှိရင်ဘလူးတွေပါဝင်တဲ့ဟေးဆိုရင်ကျွန်တော်ရဲ့မင်သားကြီးဘရာဇီးပါမယ်ပြောရှင်အာဖရိကတိုက်ကမော်ရိုကိုပါမယ်ပြောရှင်ဟေတီပါမယ်ပြောရင်ဥရောပတိုက်ကစကော့တလန်ပါမယ်အဲ့တော့ကျွန်တော်တို့ဘရာဇီးပါတဲ့အုပ်စုဖြစ်တဲ့ကြောင့်မလို့ဘယ်လိုပြောရမလဲကျန်တဲ့တုံးတင်အတွက်ကတော့စိတ်မကောင်းဘူးပေါ့နော်စိတ်မကောင်းစရာပေါ့လေဘာလို့လဲဆိုတော့အုပ်စုပထမနေရာမေးလိုက်လို့ရသွားပြီဗျာမေးလိုက်လို့ရသွားပြီဒါဘရာဇီးဆိုတာကကမ္ဘာဖလားနဲ့ဘရာဇီးနဲ့ဆိုတာကတွန်တွဲပြီးမြင်နေရတာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဆိုရင်ပေါ့လေကမ္ဘာဖလားကိုဘောလုံးပွဲတွေကိုစကြည့်တက်တာကလည်းဒီဘရာဇီးနဲ့ပဲစကြည့်တက်ခဲ့တာဘရာဇီးနဲ့ပဲစကြည့်တက်ခဲ့တာ2002ကမ္ဘာဖလားပေါ့နော်ကျွန်တော်ဘောလုံးပွဲကိုမြင်ကိုတွေ့ကြည့်ရတာဟဲ့ဆိုရင်2002ကမ္ဘာဖလားမှာကြည့်ရတယ်ကျွန်တော်အဲ့တော့ဆိုရင်တော့ဒူကြီးရဲ့အာနိုင်ရဲ့ဒီအဖုတ်ကေကဥစမုတ်ကေလေးအဖုတ်ကေလေးပေါ့လေနော်ဒီအရန်ကို popular ဖြစ်ခဲ့တယ်အရန်ကို popular ဖြစ်ခဲ့တဲ့ဂေးလေးပေါ့လေနော်အဲ့လိုကျွန်တော်တို့ဒီရက်ကွက်တွေထဲမှာဟိတ်ဆိုလဲအဲ့လိုပုံစံလေးတွေလိုင်းညှက်တဲ့လူတွေဆိုလဲအားကြီးပဲလေအများကြီးပဲလေနော်ပြောလို့ရှိရင်အဲ့တော့ဆိုလို့ရှိရင်ဘရာဇီးရဲ့တိုက်ချက်မှာအားသုံးလုံး Rivaldo Ronaldo Ronaldinho သူတို့ရဲ့ကစားပုံတွေနဲ့ကျွန်တော်တို့ကဘောလုံးကိုစပြီးထိတွေ့ခဲ့တာဆိုတော့ဒီဘရာဇီးနဲ့ကမ္ဘာဖလားဆိုတာကကျွန်တော်တို့ရဲ့ဘောလုံးချစ်တဲ့စိတ်တွေကိုတွေးမိခဲ့တဲ့သူတွေပေါ့နော်ဒါပေမဲ့ကျွန်တော်ဘရာဇီးဖန်တော့မဟုတ်ပါဘူးဘရာဇီးဖန်တော့မဟုတ်ဘူးအဲ့လိုမျိုးထားပါဘရာဇီးပါမယ်မော်ရိုကိုပါမယ်ဟေတီပါမယ်စကော့တလန်ပါမယ်ဒီလေးတင်းမှာဒါနံပါတ်1ချက်ဘရာဇီးကတော့ကျင်းသေးလို့ကြောအုပ်စုကနေတက်မယ်သူခုပါလာတဲ့ကစားသမားတွေဟေးဆိုလို့ရှိရင်လည်းကျွန်တော်တို့အများကြီးလိုက်ပြီးတော့ပြောပြနေကြတော့မလို့ဘူးပြကြည့်တယ်ကမ္ဘာလုံးဝဒိဋ္ဌိကျဲလူတွေပဲပါလာတာတခုပဲအာနေချက်လို့လည်းပြောလို့ရတယ်လို့ဒီအခြားအသင်းတွေပေါ့နော်အခြားနာမည်ကြီးအသင်းတွေဥပမာပြင်သစ်တို့စပိန်တို့အင်္ဂလန်တို့ဂျာမနီတို့နဲ့ရှင်လို့ရှိရင်ဘယ်နေရာလေးပဲအားနေလဲဟေးဆိုကျွန်တော်ဖူးဘက်ဒီဘရာဇီးကဖူးဘက်တစ်စုံကတော့ဒီနှစ်မှာတော့ဒါတော်တော်ကျွန်တော်မြင်ပေါ့နော်တော်တော်ဝိတဲ့ထဲမှာပါတယ်ဗျာကျွန်တော်တို့ဒီဘရာဇီးကိုတောက်လျှောက်ကြည်လာတာတည်ရမလားရိုဘတ်တိုကာလိုနဲ့ကာဖူသူဖူးဘက်စုံတွေပြောရရင်မာဆယ်လိုနဲ့ဒန်နီအဗတ်အဲ့လိုမျိုးဒိဋ္ဌိကျဲကမ္ဘာအကောင်ဆုံးဖူးဘက်သမားတွေကိုကြည်လာပြီးတော့မြင်လာပြီးတော့ဒီ2016ကမ္ဘာဖလားမှာပါတယ်ဖူးဘက်တွေနဲ့ကြာတော့နည်းနည်းလေးရှင်ထဲမှာဗျာဒီမှာဒါကြီးမဟုတ်သေးဘူးပေါ့နော်အဲ့လိုမျိုးခံစားရတယ်အဲ့ဒါပဲဒီခံစစ် CB တွဲရတော့ရှင်နဲ့ PSG ကစားသမားမာကွင်ဟိုနဲ့ကျွန်တော်တို့အာဆင်နယ်ကစားသမားဂါဘရီယယ်တွဲမှာလုံးဝစိတ်ချရတယ်ဒါပေမဲ့တခုပဲဒီနှစ်ယောက်လုံးကဘောပလီရင်ဒီဖန်နာတွေတော့မဟုတ်ဘူးဒီလုံးဝအထိုင်ချပြီးတော့မင်းကန်မလားကန်သားမင်းကျုံမလားကျုံသားငါတို့ကဘလော့မယ်ဆိုတဲ့ကောင်မျိုးတွေပေါ့နော်ဒီအဲ့လိုမျိုးလေးဆိုတော့အဲ့ဒါလေးပေါ့လေဒါပေမဲ့နီးပြရတယ်အန်ဆယ်လော်တီဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်ဘရာဇီးရဲ့အခင်းချင်းကတော့ဘယ်လိုဖြစ်လာနိုင်လဲလို့ထင်ချင်ဘရာဇီးကနှစ်ပိုင်းခွဲဆုံးမယ်လို့ကျွန်တော်ထင်တယ်တိလားကျွန်တော်တို့အခြားအသင်းတွေဟိဆိုလို့ရှိရင်ဗျာဖူဘတ်ဒီခံစစ်ဖူဘတ်ကနေဒီအရှိတောင်ပန်တွေကိုoverlap တွေလိုက်မယ်ဘလုံးကိုဒီတိုက်စစ်ကိုဝိုင်းပြီးတော့အကူကြီးထောက်ပံ့ပေးရမယ်ပေါ့နော်ပြောရချင်းခံစစ်ဒီတောင်ပန်နှစ်ဖက်နှစ်ဆောင်ကလည်းခံစစ်ကိုပြန်ပြီးတော့ကူရမယ်ဒါကကျွန်တော်တို့ဒီတော်တော်များများအသင်းတွေမှာကျင့်သုံးတဲ့ system ပေါ့နော်ဒါဘရာဇီးကတော့အဲ့လိုဆော့မယ်လို့မထင်ဘူးဘယ်လိုဆော့မလဲဆိုတော့မင်းခံစစ်သမား၄ယောက်မင်းခံစစ်မင်းပိုင်းမင်းတေချအောင်လုပ်တိုက်စစ်ကိုလည်းကောင်းတဲ့ထိနေကြမလို့မင်းတို့လည်းလာမကုန်နဲ့ရတယ်အေးတိုက်စစ်ကကောင်းနေရလဲမင်းတို့ကောင်းနေတာနောက်ကိုဆင်းကူစရာမလို့မင်းတို့လည်းလုပ်ဘာလို့စဉ်းစားကြည့်ဗျာတိုက်စစ်မှာလည်းလုံးဝပြိုင်ကား3စီးဗီနီဆက်ဂျူနီယာရာဖင်ဟာအလဲမှာကူညာတောင်းမလားဒါမှမဟုတ်တီယာကိုတောင်းမလားလုံးဝရှယ်မင်းဖြုတ်မယ်ပြေးမယ်ကမ်းမယ်လုံးမယ်ဆိုတဲ့ကောင်နေပြီဗျာစဉ်းစားကြည့်အောင်အဲ့တော့သူတို့ကလည်းအနောက်ပိုင်းကိုဆင်းပြီးတော့ကူစရာမလိုသလိုခံစစ်ကကောင်များလည်းမင်းဘာမှဖန်တီးပေးနေကြမလို့ဒီကောင်ကြည့်လို့လိမ့်မယ်ဆိုတော့အကွက်မျိုးတော့ဖြစ်လိမ့်မယ်ထင်တယ်အဲ့မှာဘာစကားပြောမှဆိုရင်ကျွန်တော်ကကွင်းလဲရပဲဒီတိုက်စစ်နဲ့ခံစစ်ဂျားမှာသူဒီ join လုပ်ပေးရမှာပေါ့နော် join လုပ်ပေးရမှာဆိုတော့ဒီအခုခံဘရာဇီးကွင်းလဲကိုကြည့်လိုက်မယ်ဆိုရင် Casemiro
ကက်စီပါမယ်ကက်စီကလည်းအရင်တော့လိုမျိုး prime time မဟုတ်ဘူးကြော်ဝါပြီလို့လူတွေကဟိုဝိုင်းမီဝေဖန်နေကြတယ်ဆိုပေမဲ့ဒီနှစ် United မှာပြခဲ့တဲ့ခြေစွမ်းနေဟေးဆိုရှင်သူကလည်းလုံးဝဟိုအကောင်းဆုံးခြေစွမ်းကိုပြန်ရနေတယ်เนาะအဲ့တော့ကက်စီရှိမယ်ပြောလို့ရှိရင်ဖာဘင်ဟိုတို့ပါလာမယ်ဖာဘင်ဟိုကတော့အရန်သွားမှာပေါ့နော်နျူကာဆယ်ကလုံးဝ line ရထွက်မှာဟေးဆိုရင်တော့ကျွန်တော်စိတ်ထင်တော့ကက်စီရဲ့ဘရူနိုရဲ့ဘရူနိုဂွီမာရီပေါ့နော်ဘရူနိုဂွီမာရီရဲ့ပြောလို့ရှိရင်ဘဒုကိုဟိုဖြစ်နိုင်လဲဆိုတော့ကျွန်တော်ထင်ပေါ့နော်ဘရူနိုဂွီမာရီရဲ့ဟွာရဲ့သူတို့ကတော့အထိုင်တပယ်ပေပေါ်ဆော့လိုက်မှာပေါ့နော်တပယ်ပေပေါ်ဆော့ပြီးတော့အရှိမသူတို့နဲ့ join ပြီးမဲ့ခါလာသမားနေမာတော့ကျွန်တော်ထင်တော့တိတ်ပြီးတော့ဝင်ကစားနိုင်မယ်လို့တော့မထင်ဘူး။ဘာကြောင့်လဲဆိုတော့နေမာကသူ့ရဲ့ဒီငငယ်တုန်းကဟိုကန်ခဲ့တဲ့သူ့ကစားပုံကြောင့်မဟုတ်လို့ဒဏ်ရာကအခုချိန်မှာခဏရတာပြောမယ်ဟိဆိုရင်ဗျာဒီတက်မှာလမ်းလျှောက်နေနေတော့ဒဏ်ရာရမှာစိုးရိမ်နေရတဲ့ကစားသမားဆိုတော့ဒါသူ့ကိုရွေးွားတယ်ဆိုတာဒါ marketing တစ်ခုဗျာ marketing တစ်ခုဘရာဇီးနဲ့နေမာဘရာဇီးဆိုရင်နေမာပါရမယ်ဗျာဒါရှင်းလေးဘရာဇီးလူစင်းတင်ညာတဲ့ခါမှာနေမာကိုရွေးလိုက်တယ်ဆိုတာနဲ့နေမယ်ဘလောက်ထိလူတွေကတောင်းဖြတ်ကြိုးလို့ကြအဲ့ဒါနေမာရဲ့ပုံရိပ်ပဲနေမာဘောလုံးကန်နေကြရတယ်မလို့ဘူးနေမာထိုင်နေတာဆိုတာနဲ့ဟိုရပြီဗျအဲ့ဒါကြောင့်ရွေးသွားလို့ကျွန်တော်ထင်တယ်အဲ့တော့ဒီအုပ်စုမှာဟေးဆိုရင်ဘရာဇီးကတော့ကျင်းတီပေါနံပါတ်1အုပ်စုပထမနဲ့တက်မယ်ကျန်တဲ့3သင်းလုံးထက်ခေါင်းတစ်လုံးနဲ့မကောက်ခေါင်း3လုံးလောက်ပိုတာနေအတင်းဖြစ်တဲ့ကြောင့်မလို့ကျင်းတီပေါကိုတက်မယ်ဘရာဇီးကတော့ပြောလို့ရှိရင်မော်ရိုကိုကလည်းကျွန်တော်တို့ဒီမနှစ်ကဖြစ်တာ sorry သူပြီးခဲ့တဲ့ကမ္ဘာဖလားမှာတော့လည်းတော်တော်လူတွေမထင်မှတ်ထားလောက်အောင်လုံးဝခြေစွမ်းပြခဲ့တဲ့အတင်းဒါကမ္ဘာစစ်မင်္ဂလာမှာတွေတော်များပါတယ်ပြီးဟိုဟာကီမီတို့ကြည့်မလားအဲ့လိုမျိုးရဟန်းစင်ပြတဲ့အတင်းပြီးခန်းစစ်ကလည်းရဟန်းကျစ်လက်တယ်ကောင်တာတက်ရဟန်းမြန်တယ်2000ကဘာဖလားမှာလည်းစီမီရောက်ထားတဲ့အတင်းအဲ့တော့သူကလည်းဒီနှစ်မှာရောဗာများလောက်ပြမှာကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ်တဲ့မှာပါတယ်အဲ့တော့ပြောလို့ရှိရင်ကနောက်တစ်တင်းကတော့စကော့တလန်ကတော့ဥရောပမှာတော့မှအရင်နာမည်ကြီးတဲ့အတင်းမဟုတ်ဘူးအတင်းလိုက်စီစီမှုအကောင်းတယ် physical play တွေကောင်းတယ်စပီတွေမှာအန္တရာယ်ရှိတယ်ပေါ့နော်ဘာအားနေလဲဟေ့ဆိုလို့ရှိရင်တော့သူကဒီအုပ်စုထဲမှာပါတဲ့အခြားတင်းထက်ဆိုရှင်ဟေ့တီကိုမပြောသေးဘူးပေါ့နော်ဟိုနှစ်တင်းထက်ဆာလို့ရှိရင်တော့တိုက်စစ်ရည်သွေးနေတယ်ကိုသွင်းနှောင်းကလည်းအဲ့လောက်ဒီရှိတဲ့အတင်းတွေမဟုတ်ဘူးဗျာအဲ့လိုမျိုးဆိုတော့စကော့တလန်ကတော့ကျွန်တော်ထင်ဒီအုပ်စုမှာအုပ်စုတတိယကိုဝယ်မှန်းရမယ်အတင်းလို့တော့ထင်တယ်ပေါ့နော်မော်ရိုကိုကတော့အုပ်စုဒုတိယအနေတက်မှာမော်ရိုကိုကဘာတွေအားနေလဲဟေ့ဆိုလို့ရှိရင်သူကဘောလုံးကင်ပြီးကစားတဲ့အတင်းတွေနဲ့တွေ့တယ်ဟေ့ဆိုတော့ဒါလည်းနေကြောင်ပြောက်တတ်တယ်ကျွန်တော်တို့ပြီးတော့တိုက်စစ်မှာကအရန်ကြီးဟိုအာကူရတဲ့ကစားသမားတော့အရန်ကြီးမရှိဘူးဆိုတော့လေကျွန်တော်တိုက်စစ်ပိုင်းကိုသွင်းနှုံးလေးရတယ်နည်းနည်းလေးစိတ်ပူပါတယ်သူကမော်ရိုကအဓိကခံစစ်နဲ့ပေါ့နော်သူဒီဖူးဘတ်စုံခံစစ်ကလျင်မြန်မှုကိုကောင်တာတက်ကိုအရန်ကြီးဦးစားပေးပြီးကစားတဲ့အသင်းဖြစ်နေတာဆိုတော့မော်ရိုကိုကအုပ်စုတစ်ချက်နဲ့တက်မယ်ပြောလို့ရှိရင်စကော့တလန်ကတော့ကျွန်တော်တို့အုပ်စုတတိယနဲ့တက်မယ်ပေါ့နော်အုပ်စုတတိယအုပ်စုတွဲမှာအကောင်းဆုံးတတိယအသင်းနေနဲ့တက်မယ်နောက်ဆုံးတရားတော့ဟေတီကတော့ဒါဒီအုပ်စုမှာကျွန်တော်မြင်အားဟေးဆိုရင်တော့ဒါအထင်သေးရတော့မဟုတ်ဘူးဘလို့ဒီလိုဆော့ကားလည်းမဟုတ်ဘူးဒါပေမဲ့ဒီအုပ်စုသူ့ချိန်နေလက်ရှိချိန်နေနဲ့ဆိုရင်တော့ဒီအုပ်စုစီမှာသူကအိမ်ဖြည့်တယ်ကျင်းသေးတာတခုကတော့သူကဟိုမတက်နိုင်ဘူးအဲ့တော့ကျင်းသေးလို့ထင်တယ်ပေါ့နော်ကျင်းသေးလို့ထင်တယ်ဟိုကဘာဖလားတွေ့ကြုံရလဲရန်အားနေတယ်ကဘာဖလားတွေ့ကြုံလဲရန်အားနေတယ်ပြောရခန်းစပန်းလည်းအားနေတယ်ဘရာဇီးတို့မော်ရိုကိုတို့နဲ့ရှင်လို့ရှိရင်ရန်ကွာဟာချက်ကြီးတယ်သူတို့ဆော့နိုင်မှာဟေးဆိုလို့စကော့တလန်လောက်ပဲကျွန်တော်ရှိရလို့ထင်တယ်အကယ်လို့သူ့ရဲ့အမြင့်ဆုံးမျှော်လင့်ချက်ကတော့အုပ်စုတွင်တတိယအကောင်းဆုံးစကော့တလန်ကိုကျော်ပြီးတတ်သွားနိုင်မလားအနာတော့အနေနဲ့ဘာလို့လဲဆိုတော့သူကရှင်းတယ်ဗျာဖီအားမရှိဘူးဘောလုံးမှာလည်းဖီအားမရှိပဲကန်ရတာလေအရန်အားတာချက်တစ်ခုအနေနဲ့ရှိတာဆိုတော့လေဖီအားလုံးဝမရှိနေဘူးဖီအားလုံးဝမရှိတဲ့အနာတော့အသင်းနေနဲ့ဆိုတော့စကော့တလန်ကိုများကျော်ပြီးတော့အုပ်စုတတိယအနေတက်မလားကျွန်တော်တို့ကြည့်ကြည့်ရမယ်အဲ့ဒီချက်ကိုတော့ဒါကလည်းဖိနိုင်ကြတော့ percentage ကတော့အရင်နဲပါတယ်စကော့တလန်ကလည်းဒါမကောင်းဘူးဒီအုပ်စုမှာဒီဘရာဇီးတို့မော်ရိုကိုနဲ့ရှင်လာလို့ရှိရင်အားနေတယ်ဝီတယ်ဆိုပေမဲ့လည်းသူ့ရဲ့ဒီကစားပေါက်တွေဒီလှည့်မြန်တဲ့ကစားပုံအနေနဲ့ဆိုလို့ရှိရင်တော့ဟေတီကိုတော့နိုင်လောက်မယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်တိုက်စစ်ပိုင်းကအရန်ညံ့နေပဲပြောဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်စကော့တော်မီနီလိုကစားသမားမျိုးတွေပါတယ်နော်ကျွန်တော်ပြောချင်းခန်းစက်မှာဟဲ့ဆိုရင်တီယာနီလိုကစားသမားမျိုးတွေပါတယ်ပြည်သက်တီတာဟဲ့ဆိုလို့ရှိရင်ပေါ့နော်ပြောချင်းအန်ဒီရောဘတ်ဆန်တို့လိုမျိုးလီဗာပူးကကစားသမားမျိုးတွေပါတယ်ပြောချင်းအက်စတွန်ဗီလာနဲ့ဂျိုမာကင်းတို့လိုကစားသမားမျိုးတွေပါတယ်အဲ့လိုကစားသမားကြီးလည်းပါတာသူနာမည်ကြီးတဲ့ iconic ဖြစ်တဲ့ကစားသမားကြီးလည်းပါတာဖြစ်တဲ့ကြောင့်မလို့ဟေတီထက်ကတော့နည်းနည်းလေးဒီအားတာရလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအုပ်စုစီမှာဟဲ့ဆိုလို့ရှိရင်နံပါတ်1ချက်ကျွန်တော်နဲ့မင်းသားကြီးဘရာဇီးအုပ်စုပထမကျွန်တော်ခမန်းချက်ကနော်ဘရာဇီးအုပ်စုပထမအုပ်စုဒုတိယမော်ရိုကိုအုပ်စုတတိယ
စကော့တလန်နဲ့ဟေတီကတော့ကျွန်တော်တို့ဒီအုပ်စုကနေလှည့်ပြရမယ်အသင်းတော့ကျွန်တော်ခံမှန်းထားပါတယ်ဒီဒါကျွန်တော်ခံမှန်းချက်တစ်ခုလည်းဖြစ်တဲ့ကြောင့်မလို့မှားကောင်းလည်းမှားနိုင်တယ်ပေါ့နော်ဒါကျွန်တော်အမြင်လေးတွေကိုဒါဘရာဒေါင်းနဲ့ဝေမျှတာဖြစ်တဲ့ကြောင့်မလို့မှားကောင်းမှားနိုင်တယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့နောက်ထပ်ဆက်ဆွဲရအောင်အုပ်စု C ပြီးသွားပြီဆိုတော့အုပ်စု D အုပ်စု D လည်းကြာရင်ပြန်တွေ့ကြမယ်နော်ညီကောင်များ